အောင်မြင်ကြီးပွားအကြောင်းများဘုရားမြတ်စွာရဲ့ဂုဏ်ကိုအာယုံပြုပြီးမြတ်စွာဘုရားရဲ့တပည့်တာဝကအဖြစ်ခံယူထားကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေမြတ်စွာဘုရားရဲ့အဆုံးအမကိုသိရှိနားလည်ကြဖို့အခုလိုတရားပွဲကြီးတွေဆင်ကျင့်ပပြုလုပ်ပြီးတော့တရားဓမ္မကိုနာယူကြဘုန်းကြီးတို့ဟောတဲ့တရားဆိုတာကိုယ်ပိုင်ဟောတဲ့တရားတွေမဟုတ်ပါဘူးမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတွေတဲကထုတ်နှုတ်ပြီးတော့တင့်လျော်ရာယူပြီးတော့တရားဓမ္မတို့ဟာလက်ဆင့်ကမ်းဖြန့်ဝေခြင်းများတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာအင်တန်မှအတိုင်းအတာအပြင်လည်းများပြားလှလောကလူသားတွေရဲ့အလွန်ကျယ်ပြန့်တဲ့ဒီလူမှုရေးကိစ္စတွေဘာသာရေးကိစ္စတွေဆိုတာလို့အလွန်ကျယ်ပြန့်တဲ့ကိစ္စတွေအလုံးကိုခြုံမိငုံမိအောင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကောင်းမြတ်တဲ့အဆုံးအမတွေကိုပေးတာဖြစ်တယ်ဘုရားရဲ့အဆုံးအမတွေကိုသိရှိနားလည်ဖို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ကြိုးစားအထောက်ကြဘုရားကိုကိုးကွယ်တယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုခံယူကြဖို့ကိုးကွယ်ခြင်းသာဖြစ်တယ်မြတ်စွာဘုရားကမားလိုက်မယ်တကိုးနဲ့တို့ကိုချီးမြှောက်လိုက်မယ်ဆိုတဲ့အနေအထားမျိုးနဲ့ကိုးကွယ်ကြတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနာယူမှတ်သားပြီးထိုအဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်ကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းအကျဉ်းနာတရားနဲ့ပညာတရားအကျဉ်းနာတရားရှိခြင်းကြောင့်တရားတွေဆင်းရဲဒုက္ခကလွတ်မြောက်စေခြင်းနဲ့အခက်ခဲတွေမကြုံတွေ့စေခြင်းဘူးလူဘဝရလာတဲ့အခါလူတွေထဲမှာလည်းအခက်ခဲမျိုးဆိုတာကြုံတွေ့ရတတ်တယ်အဲ့ဒီလိုကြုံတွေ့လာတဲ့အခက်ခဲတွေပြည်နိုင်သမျှပြည်သက်သာနိုင်သမျှသက်သာအောင်မြတ်စွာဘုရားကလမ်းစဉ်ချပြီးဟောပြောတော်မူခြင်းသာဖြစ်တယ်နိဗ္ဗာန်ချမ်းသာထိအောင်မရနိုင်ဘူးဆိုလေနိဗ္ဗာန်ချမ်းသာထိအောင်အဆင်မမီသေးလို့မရင်ကျက်သေးလို့နိဗ္ဗာန်ချမ်းသာကိုမရနိုင်သေးသူတွေအတွက်လည်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကဆင်းရဲဒုက္ခသက်သာရာသက်သာကြောင်းနိလန်းကောင်းတွေရှင်းလင်းဟောပြောပေးတာဖြစ်တယ်ရင့်ကျက်ပြီးသားဖြစ်လို့အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေတဏှာဝကလုံးဝလွတ်ဖို့ဆိုတာကိုလည်းမြတ်စွာဘုရားကလမ်းညွှန်မှုပြုတာဖြစ်ပါဘုရားရဲ့အဆုံးအမတွေကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဒိဋ္ဌဓမ္မိကလို့ခေါ်တဲ့လက်ရှိဘဝမှာကြီးပွားတိုးတက်ဖို့အောင်မြင်ဖို့ချမ်းသာဒုက္ခရဖို့ဆိုတာတွေကိုလည်းမြတ်စွာဘုရားဟောကြားတာဖြစ်တယ်မြတ်စွာဘုရားအဆုံးအမထဲမှာဘာသာတရားတစ်ခုအနေနဲ့လိုက်နာရမယ်ဘာသာရေးကိစ္စတစ်ခုတည်းမဟုတ်ဘူးတကယ်ပြောမယ်ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာကျင့်သုံးရေးတာဖြစ်တယ်ခဏခေတ်မှာဘာသာရေးဆိုဒီမှာဘယ်လိုဟာတွေကိုအများအားဖြင့်ဘာသာရေးလို့ခေါ်နေကြတယ်လဲလို့ဆိုရင်ဘုရားကျောင်းသွားပြီးတော့ဆုတောင်းဆုယူပြုတာတွေကိုဘာသာရေးလို့ခေါ်နေကြတယ်ဘုရားစီသွားပြီးရှိခိုးမယ်ရှိခိုးပြီးတော့ဘုရားစီကဆုတော်လက်တော်တွေတောင်းမယ်တကုရှင်ကိုချီးမွမ်းမယ်ဆိုတဲ့အနေအထားမျိုးတွေနဲ့ကိုယ်ွယ်စိတ်ကကြတာများတယ်ဒါကဘယ်ကနေဆက်သွယ်လာတာတုံးဆိုနတ်ကိုကိုယ်ွယ်မှုကနေဆက်သွယ်လာတာဖြစ်တယ်နတ်ကိုယ်ွယ်တဲ့ပုဂ္ဂိုလ်တွေဟာဒီတိုင်းပဲနတ်ကိုပူဇော်ဝယ်တွေနဲ့ပူဇော်ပြီးတဲ့အခါအရှင်ကြီးမတော်မူပါဆိုပြီးတော့စီးပွားတိုးတက်အောင်မတော်မူပါကျမ်းမာအောင်မတော်မူပါနဲ့ဒီလိုဆုတောင်းကြဆုယူကြအဲ့ဒါလို့လုပ်ပြီးတော့ကိုးကွယ်လာတဲ့အလေးထားကြီးကစွဲနေတဲ့အခါဘုရားဘာသာဝင်အချို့မှလည်းပဲဒီလိုအတွေးခေါ်မျိုးတွေမပြောက်သေးသည့်အတွက်ကြောင့်မြတ်စွာဘုရားကျုပ်ပွားဆင်းတုတော်ရှေ့သွားပြီးတော့နတ်ဘုရားတဆူပေါ်မှာပူဇော်ပြီးတော့ဆုတောင်းဆုယူပြုသလိုဒီလိုပြုနေကြတာတွေဟာရှိနေတော့မယ်ဖြစ်သေးတယ်တကယ်စင်စစ်မှာတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ထံဆုတောင်းရမှာလည်းမဟုတ်ဘူးဆုယူရမှာလည်းမဟုတ်ဘူးဒါဖြင့်ဒီပင်ကရာမြတ်စွာဘုရားထံမှာသူမိရာယတိဆုတောင်းတာကတော့ဘာတုံးလို့မေးစရာရှိလား
သူမိတာယသိဟာဒီပင်ကနာမြတ်စွာဘုရားရဲ့အစွမ်းတကူနဲ့တကူတော်နဲ့ချီးမြှင့်မှုကိုဆုတောင်းတာမဟုတ်ဘူးသူ့ရဲ့လှုပ်အားပေါ်မှာဆန္ဒပြုတာမျှတာဖြစ်တယ်ဗုဒ္ဓဘာသာရဲ့ဆုတောင်းမှုနဲ့တခြားဘာသာတွေရဲ့ဆုတောင်းမှုကအလွန်ကွာခြားသူမိတာယသိကသူလှုပ်တဲ့လှုပ်ရတဲ့ဟာတခြားရည်ရွယ်ချက်ဘာမှမရှိဘူးဘုရားဖြစ်ခြင်းနဲ့ရည်ရွယ်ချက်ပဲဆိုတာဒါကိုဆုတောင်းနေခေါ်တာနော်ဟုတ်ဘုရားသခင်တကုရှင်နေစီဆုတောင်းတာဒါမျိုးမဟုတ်ဘူးမဆာတော်မူပါအစွမ်းတကုနဲ့ချီးမြှင့်တော်မူပါဆိုတဲ့ဆုတောင်းဆုယူမျိုးမှာဗုဒ္ဓဘာသာမှာမရှိဘူးတခြားဘာသာတွေမှာဆုတောင်းဆုယူတာမျိုးတွေရှိတယ်ပေါ့အေးဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကွဲကွဲပြားပြားရှင်းရှင်းလင်းလင်းလေးသိဖို့လိုအပ်တယ်ပေါ့ဒီပင်ကရာမြတ်စွာဘုရားထံသူမိတာယသိစုပန်တယ်ဆိုတာဟာဒီပင်ကရာမြတ်စွာဘုရားလို့ဘုရားတဆူဖြစ်ခြင်းနဲ့ဒါကြောင့်မို့သူလုပ်ရမယ့်အလုပ်တွေကိုလုပ်မယ်အလုပ်လုပ်ဖို့ပဲအဓိကထားတယ်မြတ်စွာဘုရားစီကဘာတစ်ခုမှတောင်းမယူဘူးမြတ်စွာဘုရားကိုစွန့်လူခြင်းသာဖြစ်တယ်စွန့်လူပြီးတဲ့အခါမှာမိမိကိုယ်ကိုတရားခင်းပြီးတော့ဉာဏ်တန်ဃာတွေသူ့ကိုနင်းပြီးတော့ရှောက်လှမ်းဖို့မိမိအသက်ကိုစွန့်လူတာတရားခင်းတယ်ဆိုတာဇလန်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီကြည်နူးစရာလိုထင်ရပေမဲ့လို့အသက်စွန့်ပြီးလောက်ရတဲ့ကိစ္စတစ်ခုပဲဒါအသက်စွန့်သိမ်းမောများစွာကြွလာတဲ့ယဟန်တန်ဃာတွေသူ့ကိုယ်ပေါ်ကနင်းပြီးတော့ဖြတ်သွားမယ်ဆိုရင်မှုညံ့ညက်ဖြစ်သွားနိုင်တာ तू မသိဘူးမဟုတ်သိနော်သို့တော်လည်းသူ့ရဲ့အသက်သူ့ရဲ့ခန္ဓာကိုယ်ကိုလုံးဝစွန့်လွတ်ပြီးသားအနေနဲ့သူဟာဘုရားမှုရှိတဲ့တန်ဃာတော်တွေခြေထောက်မှာဖွဲမလူရအောင်သူ့ကိုယ်ပေါ်နင်းပြီးတော့ကြွပါလို့အင်မတန်မှပြတ်သားတဲ့ရဲရဲနဲ့ပြတ်သားတဲ့စွန့်လွတ်နိုင်တဲ့အနစ်နာခံနိုင်တဲ့စိတ်ဓာတ်မျိုးနဲ့ဘုရားရှိခိုးဆောင်ရွက်ထားတာဖြစ်တယ်အေးဘုရားရှိခိုးဒုတုတ်ပြီးတော့လှူပွဲတမ်းပွဲတွေလှူပြီးတော့ဆုတောင်းနေတာမျိုးမဟုတ်ဘူးတကုရှင်တွေမှာဆိုရင်နတ်စင်တို့နတ်ယုတ်ရှိတဲ့နေရာတို့နတ်သစ်ပင်တို့ဆိုတာကိုသွားပြီးတော့ကမ္ဘာဥကလူသားတွေဟာဆုတောင်းနေကြနတ်တွေကိုပူဇော်ပြီးတော့ဆုတောင်းတယ်အဲ့ဒီလိုဆုတောင်းတာမျိုးမဟုတ်ဘူးတဲ့မိမိလုပ်ရမယ့်အလုပ်ကိုရွရွချွံချွံလုပ်ချင်းတာဖြစ်တယ်ပေါ့အဲ့ဒါဗုဒ္ဓဘာသာဝင်တို့အတွက်စံနမူနာတစ်ခုပဲလို့ဒီလိုမှတ်သားကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းသုတ်တံပါဠိတော်တစ်ခုမှာရှင်းရှင်းလေးဟောထားတာဆုတောင်းနေုံနဲ့ရမယ်ဆိုရင်တဲ့လောကလူတွေဟာတူညီသောအကျိုးကျေးဇူးကိုရနေကြမှာပဲဘာဖြစ်လို့တော့ဆိုရင်လူတိုင်းဟာအကောင်းကြိုက်တာကြီးဖြစ်သောကြောင့်အကောင်းကိုရအောင်ဆုတောင်းနေကြမှာပဲတဲ့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားအမိန့်ရှိတယ်ဆုတောင်းပြီးတော့ယူတာမျိုးမလုပ်သင့်ဘူးတဲ့လက်တွေ့ကျင့်သုံးလိုက်နာခြင်းကိုသာလျှင်လုပ်သင့်တယ်အသက်ရှိခြင်းရဲ့အကြောင်းတရားကောင်းကိုစီးပူးအထောက်စီစဉ်ဥစ္စာကြွယ်ဝခြင်းစီစဉ်ဥစ္စာကြွယ်ဝခြင်းအကြောင်းတရားကိုလုပ်ရကျမ်းမာခြင်းရဲ့အကြောင်းတရားကိုလုပ်ရဆုတောင်းနေုံနဲ့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတာထိုသုတ်တန်တွေမှာရှင်းရှင်းကြီးတိတိပပကြီးဟောကြားထားတာရှိပါသို့တော်လည်းလူတွေဟာအကျင့်ကြီးပါနေသည့်အတွက်ကြောင့်နတ်တွေထံမှာဆုတောင်းတဲ့ပုံစံမျိုးနဲ့ဘုရားစီမှာလည်းဆုတောင်းဆုယူမှုတွေဟာပြုလုပ်နေကြတော့မှရှိသေးတယ်အခုမြန်မာနိုင်ငံမှာလို့ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာတောင်ဆုတောင်းဆုယူတွေရှိသေးတယ်သို့တော်လည်းဘုရားမြတ်စွာရဲ့အဆုံးအမတရားတွေကိုတခြားနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်တွေတဲ့ပို့ပြီးရရှိနာကြားခွင့်ရကြသည့်အတွက်ကြောင့်မမှန်ကန်ကန်သိရှိခွင့်ရကြတယ်တခြားနိုင်ငံမှာဗုဒ္ဓဘာသာလို့ဆိုပေမဲ့ဥပမာမဲ့ဂျပန်နိုင်ငံတို့လိုနေရာသွားကြည့်ဘုရားရဲ့ရုပ်ပွားတော်ကြီးတွေရှိတယ်ဥရှိကုဆိုတာအဝိဓမ္မမြင့်တဲ့မယကိုတော်ကြီးတို့ကမာကုရထိုင်တော်မူရုပ်ပွားတော်ကြီးတို့အဲ့ဒါလို့ဖရာရုပ်ပွားတော်ကြီးတွေရှေ့မှာဆုတောင်းဆုယူပဲလုပ်နေကြတာလက်တွေ့ဖရာရဲ့အဆုံးအမဆိုတာသိလည်းမသိဘူးသိဖို့လည်းမကြိုးစားစဉ်းစားကြည့်ဖရာအဆုံးအမအဓိကမဟုတ်ဘူးဖရာရှေ့သွားအမွေတိုင်းနေ
စီမီတွေထွန်းညှိပြီးတဲ့အခါဆုတောင်းနေကြတာအားလုံးကဆုတောင်းနေကြတခြားတရုတ်နိုင်ငံတို့ကိုရီးယားနိုင်ငံတို့ဘယ်နိုင်ငံသွားကြည့်ကြည့်ဘုရားရုပ်တုရှိမှဆုတောင်းနေကြအမွှေးတိုင်လေးထွန်းပြီးတော့ဆုတောင်းတာဘာတွေဆုတောင်းလဲစီးပွားဥစ္စာတိုးတက်ပါစေချမ်းသာပါစေအသက်ရှည်ပါစေဘုရားသခင်ကမဆာပါစေဆိုတာမျိုးတွေပဲဆုတောင်းပြီးတော့နေကြအဲ့ဒါတွေဟာမှန်ကန်မှုရှိသလားလို့ဆိုတော့ထေရဝါဒဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမထေရဝါဒကျမ်းစာတွေကိုကြည်လိုက်ဒါတွေဟာမှန်ကန်မှုမရှိဘူးမှားယွင်းတဲ့လုပ်ရက်တွေတခုသာဖြစ်နေနတ်ကိုးကွယ်တဲ့အစဉ်အလာတွေကပါလာလို့ဒီတိုင်းလုပ်နေကြတာဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဘုရားဘာသာထွန်းကားစာပေကျမ်းကနေအလွယ်တကူသိနိုင်တဲ့အခုတို့မန္တလေးမြို့တို့လိုရဟန်းတန်ဃာတွေသတင်းသုံးပြီးတော့စာတတ်ပေတတ်ဆရာတော်ကြီးတွေပေါ်တဲ့မြို့နေထိုင်ကြတဲ့တရားဓမ္မတွေကံကောင်းကြတယ်ဘုရားကိုးကွယ်မှုဆိုဒီမှာဘုရားရဲ့အဆုံးအမကိုရဖို့အဓိကဖြစ်တယ်မြတ်စွာဘုရားစီကဆုတောင်းကြရမှာမဟုတ်ဘူးဆုတောင်းတယ်ဆိုတာဘုရားသခင်မတော်မူပါလို့ဒီလိုလုပ်ရမှာမဟုတ်ဘူးမိမိကုသိုလ်ကောင်းမှုလုပ်တာအတွက်ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောဆိုတာကတော့လောက်ကောင်းတယ်လို့ဆိုအောင်တကယ်ကတော့အဲ့ဒါဆုတောင်းတာမဟုတ်ဘူးစိတ်ရဲ့ဥတည်ချက်ကိုပြောကလေးတွေပြောတယ်မဟုတ်လားမင်းကြည့်ရင်ဘာလုပ်ချင်တော့ဘာဖြစ်ချင်တော့မိမိတို့သားငယ်သမီးငယ်လေးတွေမေးလိုက်လို့ရှင်အေးဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်ဒီလိုပြောတာကြည့်ရင်ဘာလုပ်မလဲဆရာဝန်လုပ်မယ်အင်ဂျင်နီယာသူတို့ရဲ့ intention လို့ခေါ်တဲ့ရည်ရွယ်ချက်လေးတွေပေါ်ပြထို့တူပဲဘုရားဘာသာဝင်တွေမှာလည်းရည်ရွယ်ချက်ရှိပြီးတော့နောက်ကအလုပ်လုပ်ကြကြည့်ရင်ဘာလုပ်မလဲဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုရားကိုကိုးကွယ်စည်းကပ်ကြတာဖြစ်တယ်ပေါ့ဒါမှမှန်ကန်တဲ့ကိုးကွယ်စည်းကပ်မှုဖြစ်တယ်ဘယလာဘကုလကျင်ဝေးတဏ္ဍဘေးမှလွေရေးကြီးမျောဆိုတဲ့တရဏဂုံတည်ခြင်းရဲ့အကြောင်းပါလို့ရှင်းရှင်းကြီးပြောထားတယ်ကြောင်းလို့ကိုးကွယ်ရင်ကိုးကွယ်ရမရောက်ဘူးတဲ့နတ်တွေကိုပူဇော်ပတ်တာတချို့ကကြောက်လို့နတ်ကနေပြီးတော့မပူဇော်ဘူးဆိုလို့ရှိရင်နတ်ကင်မှာဆိုလို့နတ်ကအမြင်ကမှာဆိုလို့နတ်ကိုပူဇော်သို့မဟုတ်မပူဇော်ဘူးမကိုးကွယ်ဘူးဆိုရင်တစ်ဖက်သားတွေကကဲ့ရဲ့ကြမယ်အများကရှုတ်ချမယ်အတိုင်းဝိုင်းထဲမှာမျက်နှာငယ်ရမယ်ကြောက်လို့လှုပ်တာအေးကြောက်လို့ဘုရားကိုကိုးကွယ်ရင်တရဏဂုံမမြောက်ဘူးတဲ့ဘုရားလာဘဆိုဘုရားကိုကိုးကွယ်လို့စီးပွားဥစ္စာတွေတိုးတက်ခြင်းတယ်တိုးတက်ပါရစေတိုးတက်အောင်ဆိုပြီးတော့ဘုရားကိုကိုးကွယ်အဲ့ဒီလိုစီးပွားဥစ္စာတိုးတက်ဖို့ကိုးကွယ်တယ်ဆိုလို့ရှိရင်လေတရဏဂုံမရဘူးလို့ဒီလိုဆိုကုလဆိုတာမျိုးရိုးစင်ဆက်ကကိုးကွယ်လာလို့ကိုးကွယ်တာဘုရားရဲ့ဂုဏ်ရည်ချင်းကိုသိလို့ကုသိုလ်ရခြင်းလို့ဆုံးမရခြင်းလို့ကိုးကွယ်တာမျိုးမဟုတ်ဘူးအမျိုးရိုးစင်ဆက် tradition ရကိုးကွယ်တယ်ဆိုရင်လေတရဏဂုံမမြောက်ဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဓာတွေရည်ရွယ်ချက်မထားဘဲနဲ့ဘုရားကိုကိုးကွယ်စည်းကပ်ခြင်းဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုငါသိရလိမ့်မယ်သိတဲ့အခါမှာမြတ်စွာဘုရားကရှောင်ရံနဲ့ဆောင်ရံနှစ်ခုခေါ်လိုက်အဆုံးအမထဲမှာဘာမလုပ်ရဘူးဘာလုပ်ရမယ်ဒီနှစ်ခုပဲဟောတာအဲ့မြတ်စွာဘုရားဟောတဲ့အတိုင်းမလုပ်ရဘူးဆိုတာရှောင်မယ်လုပ်ရမယ်ဆိုတာလုပ်မယ်ဆိုတဲ့ဒီတန်တရားဝတ်ကနေလွတ်ဖို့ကောင်းကျိုးချမ်းသာတွေရဖို့ကိုယ်လုပ်အားပေါ်မှာမူတည်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှောက်လန်းဖို့မြတ်စွာဘုရားကိုကိုးကွယ်စည်းကပ်ရဒါကြမှာမှန်ကန်တဲ့ကိုးကွယ်မှုတရဏဂုံမြောက်တယ်လို့ဒီလိုဆိုမြတ်စွာဘုရားကလည်းကိုးကွယ်ထိုက်တယ်တရားတွေကိုကဲတင်တယ်ပြောကြတယ်ဘုရားကဲတင်တယ်တကုရှင်တွေကလည်းသူတို့အစွမ်းတကုနဲ့ကဲတင်တယ်လို့ပြောကြတယ်မြတ်စွာဘုရားကဲတင်ပုံကဲတင်နည်းကဘယ်လိုကဲတင်တာတော့လို့ဆိုဟိတေပဝတ္တနေနအာဟိတာသနေဝတ္တနေနတတ္တနံဘယံဟိတတိပုဒ္ဓောတရားတွေပေါ်မှာကြားရောက်တဲ့ဘေးရန်ကိုမြတ်စွာဘုရားဘယ်ပုံဘယ်နည်းနဲ့ကဲတင်ဆောင်းလျှောက်တုံး
ကိုရောရဲ့တကိုးကိုအသုံးချပြီးတော့ကဲတင်တာလားမဟုတ်ဘူးတရားရည်ရဲ့တဏ္ဍမှာအကျိုးစီးပွားကိုဖြစ်ထွန်းစေမဲ့ကုသိုလ်တရားတွေကိုဖြစ်အောင်ဖြစ်စေတယ်ဒါတွေကိုလုပ်ရမယ်လို့ခေါ်တယ်လုပ်တဲ့လူတွေအကျိုးရတယ်မလုပ်ရင်တော့အကျိုးမရဘူးဟိတေဘောတနေကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အလုပ်မျိုးတွေကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တဲ့အတွေးမျိုးတွေကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်မဲ့အပြောမျိုးတွေဒါတွေကိုလိုက်နာဟိတေဘောတနေအစည်းအဝါးကိုဖြစ်စေအစည်းအဝါးကိုဖြစ်စေတတ်တဲ့ကောင်းကျိုးချမ်းသာတွေပေးနိုင်တဲ့ကုသိုလ်တရားတွေကိုလှုပ်ဆောင်စေတယ်အဲ့ဒါမြတ်စွာဘုရားကတရားရည်တဏ္ဍမှာဖြစ်ပေါ်လာမဲ့ဘေးရန်အန္တရာယ်ကိုဖယ်ရှားခြင်းပဲဖြစ်တယ်ကိုယ်တိုင်ကနေတကိုးတော်နဲ့ကာကွယ်ပြီးတော့ဘေးရန်အန္တရာယ်တွေမရောက်အောင်ကာကွယ်ပေးတာမဟုတ်ဘူးနော်ဒီတရားတွေကိုယ်တဏ္ဍမှာရအောင်လုပ်မယ်ဆိုလို့ရှိရင်ဘေးရန်အန္တရာယ်တွေမကြရောက်နိုင်ဘူးအဟိတာသနိဝတ္တနေနဒါတွေမလုပ်နဲ့ဒါတွေကရှောင်ရမယ်မရှောင်ဘူးဆိုလို့ရှိရင်ဘေးရန်အန္တရာယ်တွေကြရောက်နိုင်တယ်ဆိုပြီးတော့ဘေးရန်အန္တရာယ်တွေကိုကြရောက်စေနိုင်တဲ့အကုသိုလ်တရားတွေကရှောင်စေခြင်းအပြင်တရားရည်တဏ္ဍမှာဘေးရန်အန္တရာယ်မကြရောက်အောင်မြတ်စွာဘုရားကကဲတင်ပေးတယ်ဒီလိုဆိုဒါဟာအလွန်ထင်ရှားတယ်ဆရာဝန်တယောက်ကလူနာတယောက်ကိုယောဂပြောက်အောင်ကုစားတယ်ဆိုတဲ့နည်းကိုသိချကြည့်ဆရာဝန်ကဘာယောဂလို့ဆိုတာပြောတယ်ဆေးပေးတယ်ဘယ်အစားအစာကိုရှောင်ရမယ်ဘယ်အစားအစာကိုစားရမယ်ရှောင်ရံနဲ့ဆောင်ရံနှစ်ခုပေးဆေးမမှန်တော့ဖို့ပြောတယ်မြတ်စွာဘုရားကတရားရည်တဏ္ဍမှာကောင်းကျိုးချမ်းသာတွေရဖို့ဆိုတာလေဒီအတိုင်းပဲဆရာဝန်တွေကယောဂပျောက်ဖို့အတွက်မိမိထံရောက်လာတဲ့လူနာကိုအကြံကောင်းဉာဏ်ကောင်းတွေပေးတာဒါကဘာယောဂဘာကြောင့်ဖြစ်တာအဲ့ဒီယောဂပျောက်ဖို့အတွက်ဒီဆေးတောင်းအောင်အနေထိုင်မျိုးကဒီအနေထိုင်မျိုးနေရမယ်ဒီအစားအစာစားရတယ်ဒီအစားအစာမတည့်ဘူးလူနာကအဲ့ဒီတိုင်လိုက်နာဆောင်ရွက်လို့ရှိရင်ယောဂပျောက်ခြင်းဆိုတဲ့အကျိုးကိုရအကယ်၍လူနာကဆေးလည်းမတောက်ဘူးရှောင်ရံလည်းမရှောင်ဘူးဆောင်ရံလည်းမဆောင်ဘူးဆိုလို့ရှိရင်ယောဂဝေဒနာပျောက်မှာမဟုတ်ဘူးအဲ့ဒီတိုင်းပါပဲမြတ်စွာဘုရားကိုကိုယ်ပဲစိတ်ကတ်တယ်ဆိုတာဒီအဓိပ္ပာယ်ပဲမြတ်စွာဘုရားကအကုသိုလ်တရားတွေကရှောင်ရမယ်လို့ဟောထားရင်ရှောင်ရပါဏာတိပါဒမရှောင်ရမယ်အာရိဏဒါနရှောင်ရမယ်ကာမေတုမေသာသရာရှောင်ရမယ်မုဒ္ဒဝါဒကရှောင်ရမယ်သူရမေတ္တရာကရှောင်ရမယ်ရှောင်မို့ရာတွေဟောထားတာရှောင်ခြင်းဖြစ်တာလေဘေးရန်အန္တရာယ်တွေကလွတ်မြောက်တယ်စာရိတ္တသီလမိဘကိုယုသိရမယ်ဒါနကောင်းမှုလုပ်ရမယ်သီလစောင့်တည်ရမယ်ကမ္မထံဘာဝနာပွားများအထောက်ရမယ်မိမိတဏ္ဍမှာကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားရမယ်လုပ်ရမှာကိုပြောတယ်အဲ့ဒီလုပ်ရမှာတွေကိုလိုက်နာကျင့်သုံးမှသာလျှင်ကောင်းကျိုးချမ်းသာတွေကိုရအဲ့ဒါကိုဆိုလိုတယ်ဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိဗုဒ္ဓမြတ်စွာဘုရားဟာဟိတေတရားရည်ရဲ့တဏ္ဍမှာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားတွေကိုပဝတ္တနေနဖြစ်အောင်တိုက်တွန်းပေးခြင်းဖြင့်အဟိတာသဆိုးကျိုးတွေကိုပေးတတ်တဲ့အကုသိုလ်တရားတွေမှာနိဝတ္တနေနဆုတ်ခွာဖယ်ရှားစေခြင်းဖြင့်တတ္တနံတတ္တဝါတို့ရဲ့ဘယံဘေးရန်အန္တရာယ်ကိုဟန္တိဖယ်ရှားပယ်ဖြောက်နိုင်ပါပေတော့တတ္တဝါတွေပေါ်မှာမကြရောက်အောင်အဲ့ဒီနည်းနဲ့ဖယ်ရှားပေးတာတဲ့မိမိတို့ရဲ့ချစ်လှစွာသောသားသမီးတွေကိုလည်းမိဘတွေကဘယ်နည်းနဲ့ဆုံးမဩဝါဒပေးတာတော့ဆိုဒီအလုပ်ကိုမလုပ်နဲ့ဟိုအလုပ်ကိုလုပ်ဒီလမ်းမသွားနဲ့ဟိုလမ်းသွားဒီလူနဲ့မပေါင်းနဲ့ဟိုလူနဲ့ပေါင်းဒါပဲပြောတာပဲမဟုတ်လားဒါပဲပြောရတာပဲမြတ်စွာဘုရားအဆုံးအမလည်းဒါပဲအဲ့ဒီအဆုံးအမကိုရခြင်းလို့ဘုရားကိုကိုးကွယ်တာအဲ့ဒါမှဘုရားကိုကိုးကွယ်တယ်ဆိုတဲ့စကားရဲ့အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအာကိုရာဆိုတာမိမိတည်တာလည်းမိမိရဲ့အာကိုရာဖြစ်တယ်
တခြားပုဂ္ဂိုလ်အားကိုးစရာမရှိဘူးဆိုတဲ့စကားနှစ်ရပ်စဉ်းစားကြည့်ပေါ့ဘုရားကိုးကွယ်တာကဘုရားရဲ့အဆုံးအမရဖို့ကိုးကွယ်တယ်မိမိကိုယ်အားကိုးတယ်ဆိုတာဘုရားအဆုံးအမရပြီးရင်ကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးရမယ်ကိုယ်ကိုယ်တိုင်ဆောင်ရန်ရှောင်ရန်တွေကိုလုပ်အောင်ဟောဒါကိုယ်ကိုယ်တိုင်ကြိုးစားလို့50-50ပေါ့မြတ်စွာဘုရားကအဆုံးအမဩဝါဒပေးတာရာခိုင်နှုန်း90ဆိုပါစို့မိမိကိုယ်တိုင်လိုက်နာကျင့်သုံးမှုကရာခိုင်နှုန်း90လို့ဒီလိုဆိုရသို့တော်မြတ်စွာဘုရားရဲ့အလိုတော်အရာပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမဟာရာခိုင်နှုန်းအပြည့်အကျိုးပြုတယ်လို့ပဲပြောရမယ်။ဘာဖြစ်လို့တော့တရားတွေလမ်းကြောင်းမှန်ပေါ်ရောက်ရှိပြီးတော့ကျိုးပန်းအထုတ်ခြင်းသည်ပင်လေမြတ်စွာဘုရားရဲ့အဆုံးအမကြောင့်လောက်တာဖြစ်တယ်။ဒါကြောင့်မို့အဆုံးအမကိုသိခြင်းအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းသည်ပင်လေမြတ်စွာဘုရားကရာခိုင်နှုန်းပြည့်အကျိုးပြုတယ်လို့ဆိုတယ်။သို့သောစာပေကျမ်းဂန်တစ်ခုမှာပြောမယ်ဆိုရင်50-50လို့လည်းပြောလို့ရတယ်။ဘာကြောင့်ပြောလို့ရတော့ဥပရိသမတ္တမေဝဟိပရာယတ္တာဆိုတဲ့စကားရှိ။အညာသဗ္ဗတမတ္တိအတ္တဓိနာယေဝလောကလူတွေစဉ်းစားကြည့်နော်မိမိရဲ့ဘဝကိုကိုယ်တိုင်စဉ်းစားကြည့်ဆရာသမားတွေတို့မိကောင်းဆွေကောင်းတွေတို့အဲ့ဒီပုဂ္ဂိုလ်တွေကကိုယ့်ကိုလမ်းညွှန်မှုပေးတယ်ဒါလို့ဒါမလုံးနဲ့အယောင်းဝယ်ကိစ္စတွေဆိုလဲဘာကိုရောင်းနေတယ်ဘာကိုမရောင်းနေဘူးသင်ပေးတဲ့သင်ဆရာဒါတွေရှိတယ်ပေါ့နော်အယောင်းဝယ်ကိစ္စလဲသင်ပေးတာတခြားကိစ္စတွေလဲသင်ပေးကြအဲ့ဒီသင်ပေးတာဆိုတာနိဗ္ဗေလမ်းပြလှုပ်ခြင်းများတာဖြစ်တယ်နိဗ္ဗေလမ်းပြလှုပ်တာဟာဆရာသမားနဲ့မိကောင်းဆွေကောင်းနဲ့ပတ်သက်တယ်လို့ဒီလိုပြောအောင်သို့တော်ဆရာသမားတို့မိကောင်းဆွေကောင်းတို့ကနိဗ္ဗေလမ်းပြလှုပ်ထားတဲ့အတိုင်းလိုက်နာကျင့်သုံးမှုကိုကိုယ်ကိုယ်တိုင်ကလုပ်ရတာဖြစ်တယ်အဲ့ဒါကိုရည်ညွှန်းပြီးတော့ပြောတာဥရိသမတ္တမေဝဟိပရာယတ္တာမိကောင်းဆွေကောင်းတွေစီကနေပြီးတော့နိဥပရိရရှိမှုသာလဲမိကောင်းဆွေကောင်းတွေနဲ့ပတ်သက်တဲ့မိကောင်းဆွေကောင်းတွေရဲ့အကျိုးပြုမှုဖြစ်တယ်တဲ့အညာတဗ္ဗတမ္ပတ္တိနောက်တခြားအောင်မြင်ကြီးပွားတိုးတက်မှုတွေအားလုံးဟာအတ္တဒိနာတဲ့ကိုယ်နဲ့သာပတ်သက်တယ်ဆိုတော့50-50လို့ပြောလို့နော်ဆရာဝန်ကဆေးပေးတယ်ရှောင်ရံဆောင်ရံနေပြောတယ်လူနာကဆေးတောက်ရမယ်ရှောင်သင့်တာရှောင်ရမယ်ဆောင်သင့်တာဆောင်ဟောနှစ်ဦးပူးပေါင်းပြီးဆောင်ရွက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုရှင်းပြသို့တော်လည်းဆရာဝန်စီသွားပြီးတော့ဒီမတွေ့ဆုံသေးသမျှဟာဒီယောဂရဲ့လမ်းစာကိုလည်းရှာတွေ့မှာမဟုတ်ဘူးဆောင်ရံရှောင်ရံကိုလည်းသိမှာမဟုတ်ဒါကြောင့်မို့တစ်ဖက်ကကြည့်မယ်ဆိုရင်အားလုံးလုံနိုင်ကိုင်နိုင်တဲ့ယောဂပျောက်ခြင်းဆိုတဲ့အကျိုးရခြင်းဟာဆရာဝန်ပေါ်မှာရာခိုင်နှုန်းပြည့်တည်တယ်လို့ဒီလိုပြောလို့ရဒါကြောင့်မို့မြတ်စွာဘုရားကလည်းမြတ်စွာဘုရားရဲ့အဆုံးအမမသိဘူးဆိုရင်ဘုန်းကြီးတို့တွေတန်တရားထဲမှာလမ်းလွဲနေကြအောင်ပါပဲအဲ့ဒီလမ်းလွဲနေမှုတွေမဖြစ်ရအောင်မြတ်စွာဘုရားရဲ့အဆုံးအမဘုရားရဲ့အဆုံးအမကိုနာခံမှတ်သားလို့ဘုရားရဲ့အဆုံးအမရမှသာလေမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ပြီးတော့အောင်မြင်ကြီးပွားမှုကိုရတယ်ဒါကြောင့်မို့ဘုရားကရာခိုင်နှုန်းပြည့်အကျိုးပြုတယ်လို့ဒီလိုဆိုရတာပေါ့နော်အမှန်မှသဘာဝကျတဲ့စဉ်းစားတွေးခေါ်မှုဒီလိုစဉ်းစားတွေးခေါ်ဘုရားဘာသာဝင်သူတော်စင်တို့ရဲ့ဘုရားကိုကိုးကွယ်မှုဟာဒီလိုအသွင်ဆောင်တယ်ဆုတောင်းဆုယူပြီးတော့လောက်ရတဲ့အနေအထားမျိုးမဟုတ်ဘူးလက်တွေ့ကျင့်သုံးလိုက်နိုင်ရမယ်အနေအထားမျိုးသာဖြစ်တယ်ပေါ့တရားဆိုတာဆေးနဲ့အလားတန်တူတယ်ဘုရားကဆေးဆရာလို့လမ်းညွှန်မှုကိုပြုတယ်တရားကဆေးဝါးနဲ့အလားတန်ဒီနှစ်ခုပေါင်းစပ်လိုက်မှကောင်းကျိုးချမ်းသာဆိုတာရနိုင်ပေါ့တန်ခါဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမရထားလို့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ဟိတလို့ဆိုတဲ့အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေတဲ့ကုသိုလ်တရားလှုပ်ချင်တယ်ဆိုပါစို့ဒါနကောင်းမှုလှုပ်ချင်တယ်ဒါနကောင်းမှုလှုပ်ချင်တဲ့ပုဂ္ဂိုလ်တရားစဉ်းစားကြည့်လိုက်တန်ဃာတွေမရှိတော့ဘူးဆိုရင်ဘယ်မှာသွားလို့နော်အိန္ဒိယနိုင်ငံဒေလီဘက်မှာဘုရားဘာသာတွေရှိသေးတယ်ဆိုတာသိရတယ်
တောနယ်ဒေသတွေမှာဗုဒ္ဓဘာသာတွေရှိသေးတယ်အိန္ဒိယလူမျိုးတွေသို့တော့တန်ခါမရှိတော့ဗမာဘုန်းကြီးတွေရောက်သွားလို့ရှိရင်အဲ့ဒီဘက်မှာဆွမ်းသားတွေပါတွေပင့်တယ်ဘုန်းကြီးကိုဆွမ်းသားပင့်ရမှန်းတို့ဒါတွေတော့သိတယ်သို့တော့လှုပ်တတ်ကြိုင်တတ်ခြင်းမရှိကြတော့အဆက်ပြတ်သွားဆိုလိုတာကတန်ခါတွေရှိနေခြင်းကြောင့်ဒီကုသိုလ်ကောင်းမှုလုပ်ချင်ပြီဆိုလို့ရှိရင်တန်ခါတွေနဲ့ဆက်ဆက်ပြီးလုပ်ကြတယ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ချင်လို့ရှိရင်မြေကောင်းရှိဖို့လိုတယ်မြေကောင်းရေကောင်းနဲ့မှစိုက်ပျိုးရေးလုပ်ငန်းလုပ်လို့ရတယ်နှုတ်ဖို့ဆိုရင်စိုက်ပျိုးရေးလုပ်ငန်းလုပ်လို့မရဘူးထို့တူပဲကုသိုလ်ကောင်းမှုလုပ်ချင်ရင်တန်ခါတွေနဲ့လုပ်ကြဒါကြောင့်မို့တန်ခါဂုဏ်တော်ထဲမှာပါတယ်လေအနုတ္တရံပုညခိတံလောကတ္တလို့ဆိုတန်ခါတွေမရှိတော့ပါဘူးလို့ဆိုပါစို့ဘယ်တော့မှဘယ်နေရာမှရှာမတွေ့တော့ဘူးတန်ခါတွေမရှိတော့ဒါနကောင်းမှုလည်းလုပ်ချင်တယ်လူချင်းတန်းချင်တယ်လူချင်းတန်းချင်တဲ့နေရာတော့လှူမယ်ဆိုရင်ဘာလှူရကြည့်မယ်ဆိုရင်တရောင်းစားပဲလှူဖို့ရှိနော်တိရစ္ဆာန်တွေပဲလှူဖို့ရှိလှူဖို့ရတကယ်ကိုမုံမုံမြတ်မြတ်ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အနေအထားမျိုးအကျင့်သီလနဲ့ပြည့်စုံတဲ့ဒီတန်ခါမျိုးတွေဆိုတာရှိနိုင်တာမဟုတ်တော့ဘူးတန်ခါလို့ဆိုတာကိုဥတည်ပြီးတော့လှူလို့ရှိရင်နောက်ဆုံးမှာအကျင့်မကောင်းတဲ့ဘုန်းကြီးတစ်ပါးကိုတန်ခါအနေနဲ့လှူမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဘယ်လိုဟောထားတယ်ဆိုတန်ခါလို့ဥတည်ပြီးတော့လှူလို့ရှိရင်အကျိုးကျေးဇူးဟာအနန္တအပမေယအတိုင်းအဆမရှိရနိုင်တယ်။ဘာဖြစ်လို့သူ့ရဲ့ဥတည်ချက်စိတ်စေတနာဟာတန်ခါပေါ်မှာသာထားတာအကျင့်မကောင်းတဲ့ပုဂ္ဂိုလ်ပေါ်မှာရပ်မနေဘူးဒီလိုဆိုနော်။တန်ခါဆိုဒီမှာအဖွဲ့အစည်းကိုပြောတယ်ဘုန်းကြီးတစ်ပါးတည်းကိုမပြောဘူး။တန်ခါဆိုဒီမှာမြတ်စွာဘုရားရဲ့တပည့်တာဝကအားလုံးရဲ့အဖွဲ့အစည်းကိုဆိုလိုတယ်။မျက်မှောက်ရှိတာရောမျက်ွယ်ရောက်နေတာရောအားလုံးအဖွဲ့အစည်းတစ်ခုတန်ခါဆိုတဲ့ဂုဏ်ကိုအာရုံပြုပြီးတော့လှူမယ်တမ်းမယ်ဆိုလို့ရှိရင်သာသနာအောက်တန်းကျသွားတဲ့အချိန်အခါရောက်ရင်တောင်မှဒီမြတ်စွာဘုရားကဟောထားတာတက္ခိဏဝိပင်္ဂသုတ်မှာနောက်ပိုင်းကြလို့ရှိရင်တဲ့တဖြည်းဖြည်းဘုန်းကြီးဝတ်မဲ့လူတွေရှားလာဘုန်းကြီးဝတ်မဲ့လူတွေရှားလာတဲ့အခါဘာသာရေးကိစ္စဆောင်ရွက်ဖို့ဆိုတာအမှန်တမ်းရှာဖွေရအခုဒီနိုင်ငံမှာသာဘုန်းကြီးယဟန်တန်ဃာတွေပေါ်နေတာဂျပန်နိုင်ငံမှာကြည့်လိုက်ခုအဲ့ဒီပုံစံဖြစ်နေဂျပန်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာအဲ့ဒီပုံစံဖြစ်နေကာတဝခန္ဓာတဲ့သင်္ကန်းအယောင်လေးဟာလက်ဘင်းမှာပဲနက်တိုင်လေးလို့စီးထားတာရှိတခါတော့ကဘုန်းကြီးတို့သီရိလင်္ကာနိုင်ငံမှာမာစတာတန်းတက္ကသိုလ်မှာတက်နေတဲ့အချိန်ဂျပန်ဘုန်းကြီးတစ်ပါးဆိုပြီးတော့Japanese Buddhism နဲ့ Zen Buddhism ကိုလာရောက်ပြီးတော့ပို့ချသူကြည့်လိုက်တော့မောင်မိရှိနဲ့လူဝလူစားအင်ကြီးဘိုကေနဲ့ဒါပေမဲ့သူ့အခန်းမှာရေးထားတာ Reverend လို့ရေးထားတယ်အဲ့တော့ဘုန်းကြီးတော့မေးကြည့်သူကဘုန်းကြီးလားလို့ဆိုအဲ့ဒါဘုန်းကြီးတဲ့နော်ဘုန်းကြီးအခုလည်းတခြားဘာသာဘုန်းကြီးတွေကြည့်နေလူဝလူစားပဲဂျပန်ပြည်ကဘုန်းကြီးကကြည့်လိုက်တဲ့အခါကျတော့ဘုန်းကြီးအသွင်လုံးဝမရှိဘူးလူအသွင်နဲ့ဒါစင်ဗုဒ္ဓဘာသာမှာဒါတွေရှိနေတခြားချိန်မှာဆိုလို့ရှိရင်လူဝလူစားပဲနေတယ်ဘာသာရေးကိစ္စဆောင်ရွက်ပြီဆိုရင်တော့အပေါ်ကနေသင်္ကန်းလေးအယောင်ပတ်ပြီးတော့လုပ်တယ်တချို့ဂိုင်းတွေကြတော့ကရုံတုံးသေးတချို့ဂိုင်းကြတော့ခုနကရုံတော်မတုံတော့ဘာသာရေးကိစ္စဆောင်ရွက်မှာပဲရှိတော့ဟောမြတ်စွာဘုရားရဲ့တရားတော်ထဲမှာလည်းပဲနောက်တစ်ချိန်ကြာလို့ရှိရင်ဂုတ္တရဘူးမြင့်မြတ်တဲ့တန်ခါအနွယ်ကြီးကိုဖျက်ဆီးပစ်တဲ့ပုဂ္ဂိုလ်ဖျက်ဆီးပစ်တဲ့ပုဂ္ဂိုလ်တွေတန်ခါရဲ့အနွယ်ဆက်တွေဆက်ခံတဲ့ပုဂ္ဂိုလ်တွေဘာဖြစ်လာမလဲလို့ဆိုလက်ဘေးမှာသင်္ကန်းရောင်လေးစီးထားတာကိုဘုန်းကြီးအမှတ်နဲ့ကိုးကွယ်ကြရလိမ့်မယ်အဲ့ဒီအချိန်မှာတဲ့
သူတို့ဟာကိုချင်းသီလလုံးဝမရှိကြတော့ဘူးသူများလိုပဲအိမ်အောင်သားမွေးသို့တော့ဘာသာရေးကိစ္စမှာသူတို့ကဥဆောင်ဥရွက်ပြုကြတော့လူတွေကလည်းတာရေးနာရေးကိစ္စမှာဘုန်းကြီးမပါမဖြစ်ဘူးဆိုပြီးသူတို့စီချင်းကပ်ကြတယ်ချင်းကပ်ပြီးဘာလုပ်လဲလို့ဆိုတန်ခါစစ်တန်ခါမှန်တွေကိုရည်စူးပြီးတော့အဲ့ဒီသီလမရှိတဲ့ကုတ္တရဘူးဆိုတဲ့ယဟန်တွေယဟန်ဆက်ယဟန်ရောင်တွေကိုကောင်းမှုကုသိုလ်ပြုကြတယ်သို့တော့တန်ခါကိုဥတည်ပြီးတော့ပြုတယ်ဆိုတန်ခါကိုရည်စူးပြီးတော့လှူမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကကောင်းကျိုးချမ်းသာတွေအနန္တရနိုင်ပါသေးတယ်လို့ဒီလိုဟောထားတာဒါအနုတ္တရံပုညခိတံလောကတရည်ညွှန်းပြီးတော့မြတ်စွာဘုရားဟောတာတန်ခါတွေမရှိတော့ဘူးဆိုရင်ဒါနကောင်းမှုကိုမြင့်မြတ်တဲ့အနေအထားနဲ့လုပ်ဖို့ရခဲရင်တယ်စိုက်ပျိုးရေးလုပ်ချင်လို့မြေမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မြေကောင်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်စက်တိကုန်းပေါ်မှာပဲစိုက်ပျိုးရမှာလို့ဖြစ်တယ်ဒါကြောင့်မို့လို့တန်ခါကိုကိုးကွယ်တယ်ဆိုဒီမှာစာပေကျမ်းဂန်မှာဘယ်လိုဆိုထားတော့ဆိုအပ္ပကာနံပိကာရဏံဝိပုလဖလပฏิလာဘကရဏိအပ္ပကာနံပိကာရဏံဆိုဆွန်လေးတစ်စုံလောင်းတာနော်ဟင်းလေးတစ်ခွက်လှူတာလက်အုပ်ကလေးပဲခြိလိုက်တယ်ကိုရှိတဲ့မုံလေးတစ်ချက်ပဲလောင်းလိုက်တယ်အပ္ပကာနံပိကာရဏံကိုလှုပ်တဲ့အလုပ်လေးကနည်းနည်းလေးမဖြစ်စလောက်လေးလှူလိုက်တန်းလိုက်ဝိပုလဖလကြီးများတဲ့အကျိုးကျေးဇူးပฏิလာဘကရဏတန်ခါရဲ့အရေးချင်းကကိုချင်းသီလရှိတဲ့တန်ခါကိုလှူလိုက်ရပြီသို့မဟုတ်တန်ခါကိုဥတည်ပြီးတော့လှူလိုက်ရပြီဆိုရင်ဝိပုလဖလအလွန်များပြားလာတဲ့အကျိုးကျေးဇူးပฏิလာဘကရဏရရှိအောင်ပြုခြင်းဖြင့်တန်ခါတွေဟာတရားတွေရဲ့ကိုယ်ွယ်ရာဖြစ်လာရတယ်ဒီလိုဆိုတာမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကရှင်နုရုဒ္ဓမထေရမြတ်ဆွမ်းခံကြွလာတာဆွန်လေးတစ်စုံလောင်းတဲ့ပုဂ္ဂိုလ်တည်သွားတဲ့အခါတာဝရိန္ဒနတ်ပြည်ရောက်သွားတယ်အဲ့ဒီကုသိုလ်လေးနဲ့တာဝရိန္ဒနတ်ပြည်ရောက်သွားတော့ဆွန်တစ်စုံရဲ့ကောင်းမှုဟာရှင်အနုရုဒ္ဓလိုပုဂ္ဂိုလ်မျိုးမှာလှူလိုက်ရတန်းလိုက်ရတဲ့အခါအစွမ်းတကူကြီးကြီးမားစွာတက်သွားမြတ်စွာဘုရားသခင်ကိုရောမြတ်မေရောမိနတ္တဥတ္တိပိဗိဓမာတရားဟောတဲ့အခါမှာအဲ့ဒီအိန္ဒကဆိုတဲ့နတ်သားဟာဆွန်လေးတစ်စုံလောင်းပြီးတော့နတ်ပြည်ရောက်သူတဲ့တကိုးကြီးတဲ့နတ်တွေပြမာတွေရောက်လာလည်းပဲဘုရားအနိဗ္ဗာန်မှာသူထိုင်မြဲနေရအောင်ထိုင်နိုင်တယ်စိုးရွံ့ထိတ်လန့်ခြင်းမရှိဘူးသူ့ရဲ့အစွမ်းတကူကုသိုလ်ကံရဲ့အရှိန်အဝါကြောင့်သူကဆင်မြင့်နေဟိုနောက်နတ်သားတယောက်ကတော့အင်ကုရနတ်သားသာသနာ့ဘအခါမှာထမေချောင်းစည်းမြ12နှစ်ကြာမြအလှူဒန်းကြီးကိုလှူလာခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကတော့တကိုးကြီးတဲ့နတ်တွေလာတဲ့အခါရှေ့ကမထိုင်ရဲဘူးမထိုင်ရဲတော့တဖြည်းဖြည်းနောက်ဆုတ်ပေးလိုက်ရတာဖះနဲ့12ယူဇနာလောက်ထီအောင်ဝေးသွားတယ်တဲ့တယူဇနာကို10မိုင်နှုန်းနဲ့ပဲတွက်ကြည့်ဖះနဲ့ဘယ်လောက်ဝေးသွားတယ်ဆိုအဲ့ဒါအစွမ်းတကိုးချင်းအလွန်ကွာခြားတယ်ဒါကိုဆိုလိုတာတန်ခါကိုလှူလိုက်ရတဲ့အစွမ်းတကိုးကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဟာအလွန်အရှိန်အဝါကောင်းတယ်တန်ခါမဟုတ်တဲ့ဒါနဟာလှူတဲ့နေရာမှာဘလောက်ပဲများဘလောက်ပဲအချိန်ကြာမထိရောက်တော့ဘူးဥပမာမဲ့ကြက်တီးကုန်းမြေပေါ်မှာစိုက်လိုက်တဲ့အပင်တစ်ပင်ဟာပေါက်လာပြီးတော့အသီးနှံကြတော့လုံးဝမကြဘူးကြလာရင်လည်းနီးပါးပဲကြမြေဩဇာရှိတဲ့မြေပေါ်မှာစိုက်ရတဲ့အပင်ကြတော့မျိုးစေ့ကြတော့သီးနှံတွေကဖွင့်ဖြိုးနဲ့တီးလိုက်ရင်လည်းဂိုင်းလုံးညွတ်မြတီးတယ်ဆိုအကျိုးချင်းမတမကွာခြားတယ်မြေပေါ်မှာမူတည်ပြီးတော့သီးနှံဖွင့်ဖြိုးမှုအကျိုးဟာမတူညီသလိုပဲကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တွေနဲ့မရှိတဲ့ပုဂ္ဂိုလ်တွေပေါ်မှာလှူရတန်းရမှုဟာအလွန်ကွာခြားတယ်လို့ဒီလိုဆိုဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားအဆုံးအမရဖို့ဘုရားကိုကိုးကွယ်တယ်ကျင့်သုံးလိုက်နာဖို့တရားကိုကိုးကွယ်တယ်ကုသိုလ်ကောင်းမှုလုပ်ဖို့တန်ခါတွေကိုကိုးကွယ်အားလုံးဟာကိုယ်တိုင်လုပ်ကြရမယ်အတ္တဟိအတ္တနောနာထောကိုယ်တိုင်လုပ်ရမယ်အလုပ်ကကိုယ်ကလုပ်ကြရမှာဒါဖြစ်တယ်ပေါ့ဒါကိုဆိုလို့အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာဒိဋ္ဌဓမ္မိကလို့ဆိုတဲ့
မျက်မှောက်ဘဝမှာချမ်းသာဖို့အတွက်လည်းဆုံးမဩဝါဒပေးတယ်မျက်မှောက်ဘဝမှာလူတိုင်းသိကြတယ်ကိုယ့်ဘဝကိုမျှော်မှန်းလို့ရတယ်ဘဝတာမှာဆင်းရဲမယ်ချမ်းသာမယ်ဆိုတာအတော်အသင့်မျှော်မှန်းလို့ရမျက်တွေ့ဖြစ်နေကြသို့တော်လည်းပဲတခါတရံမှာမမျှော်လင့်မဲနဲ့အောင်မြင်မှုနဲ့ကြုံသလိုမမျှော်လင့်မဲနဲ့အခက်အခဲတွေနဲ့လည်းကြုံသွားတတ်သေးတာဒီလိုဘဝမှာတောင်မှသို့တော်ဒီဘဝရဲ့မိမိဘဝအနေအထားတစ်ခုဟာထင်သာမြင်သာရှိတယ်အေးသေသည်ချမဲ့နဲ့နောက်ဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးအဲ့တော့မသိနိုင်တော့မြတ်စွာဘုရားသခင်ရဲ့အဆုံးအမကိုကြည့်လိုက်တဲ့အခါမြတ်စွာဘုရားကဘာတွေလုပ်ရမယ်နောက်ဘဝမှာအကျိုးဖြစ်ထွန်းမဲ့အရာတွေဘာတွေရှိတယ်ဆိုတာကိုဟောကြားဆုံးမထားတာကြည့်ပြီးဘုရားပေါ်မှာယုံကြည်စိတ်ချပြီးလိုက်နာလုပ်ကြဒါကြောင့်မို့လို့တမလွန်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရကြနောက်ဆုံးမှာတန်တရားဝဆင်းရဲကြီးမှာအိုလိုက်နာလိုက်သေလိုက်ဆိုတဲ့ဒီဒုက္ခတွေမလွတ်ကင်းနိုင်တဲ့အနေအထားမျိုးလက်ပတ်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီဖြစ်စဉ်ကြီးကိုယွံမုန်းလာလို့နောက်ဆုံးမှာတန်တရားဝကလွတ်ချင်တယ်ဆိုတဲ့အခါမှာလဲမြတ်စွာဘုရားကမဂ္ဂင်၈ပါးအကျင့်တရားဆိုတာကိုဟောကြားထားပြီးအဲ့ဒီအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ဒီတရားကထုတ်ဆောင်လိမ့်မယ်လို့နေယာနိကသာသနာလို့ခေါ်နေယာနိကဆိုအဟုတ်လို့တာအဟုတ်ဖြစ်တယ်တကယ်ကိုအကျိုးကိုဖြစ်ထွန်းစေအဲ့ဒီမြတ်စွာဘုရားရဲ့ခေါ်ကြားတဲ့ဆုံးမတွေဟာတကယ်လုပ်ရင်တကယ်ဖြစ်တယ်ပြောတဲ့အတိုင်းဖြစ်တာဒါကိုနေယာနိကလို့ခေါ်တကယ်အလုပ်ဖြစ်တချို့ကြတော့လောကမှာအလုပ်မဖြစ်တာတွေအများကြီးရှိတယ်အပြောကတော့ကောင်းပါတယ်အလုပ်မဖြစ်ဘူးဆိုတာမျိုးတွေရှိဒီညှော်လင်းချက်တွေကောင်းပြီမဲ့လို့တကယ်လုပ်ကြည့်တဲ့အခါခက်ခဲတွေနဲ့တွေ့ရတတ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာအဲ့လိုဟာမျိုးမဟုတ်ဘူးတကယ်လုပ်ရင်လုပ်တော့အကျိုးဖြစ်ထွန်းနိုင်တယ်ပေါ့ဒါကြောင့်နေယာနိကလို့ဒီလိုဆိုတာဒါကြောင့်မို့ဘုန်းကြီးတို့တွေမြတ်စွာဘုရားရဲ့အဆုံးအမနဲ့တွေ့တဲ့အခါအဆုံးအမတွေများများရဖို့အခုလိုတရားပွဲကြီးတွေဆင်ရင်ကျင်းပပြီးတော့ဘုရားရဲ့အဆုံးအမတွေနာခံမှတ်သားရင်နဲ့နှလုံးထဲမှာမှတ်သားထားခြင်းမိမိဘဝနဲ့ဆက်ဟပ်ပြီးတော့လေ့လာသုံးသပ်ခြင်းလေ့လာသုံးသပ်ထားတဲ့အတိုင်းလိုက်နာကျင့်သုံးခြင်းလို့ဆိုတဲ့အဆင့်မျိုးရောက်အောင်ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်ဓမ္မကောင်းကျိုးချမ်းသာတွေကိုပေးတယ်အခုဒီသုတ်တံမှာမြတ်စွာဘုရားကအောင်မြင်ကြီးပွားမဲ့အကြောင်းတရားတွေအောင်မြင်ကြီးပွားခြင်းဆိုတဲ့အကျိုးတရားကိုရဖို့ရအတွက်အကြောင်းမရှိဘဲနဲ့မရနိုင်ဘူးတဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကြောင်းတရားဆိုတာရှိတယ်အခုဒီမှာကိုယ်စီတိုင်းမှာပါဝင်လှုပ်ဆောင်နေကြတဲ့စက်ပိုင်းတွေအယောင်းဝယ်ကိုယ်စီတိုင်းတွေပွဲစားတွေဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုရှိဘာကြောင့်ကြီးပွားတိုးတက်နေကြတာလဲဘာကြောင့်ချမ်းသာကြွယ်ဝလာကြတာလဲဆိုအကြောင်းရှိတယ်အကြောင်းမရှိဘဲနဲ့မဖြစ်ဘူးအောင်မြင်ကြီးပွားအောင်လှုပ်တတ်တဲ့ပညာရတ်တွေရှိတယ်အမျှော်အမြင်တွေရှိတယ်ကြိုးစားအထောက်မှုတွေရှိတယ်ဒါဟာအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတွေလက်တွေ့မှာလည်းဒီတိုင်းပဲမြတ်စွာဘုရားဟောတာလည်းဒီတိုင်းပါပဲမြတ်စွာဘုရားကဒီသုတ်တံမှာဟောထားတာလေးကိုမှတ်သားနိုင်ယူပြီးတော့ကြည့်ပြီးတော့ကိုယ့်ဘဝနဲ့စဟကြည့်လိုက်မယ်ဆိုရင်လည်းဒီတိုင်းပဲတွေးကြရမှာပါမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုတိဟိဘိက္ခွေအင်္ဂေဟိတမနာကတောပါပဏိကောပါပဏိကဆိုတာအယောင်းဝယ်လှုပ်တဲ့ပုဂ္ဂိုလ်ဆိုင်ထိုင်ပြီးတော့အယောင်းဝယ်လှုပ်တဲ့ရောင်းရည်ဝယ်တာလှုပ်တဲ့ပုဂ္ဂိုလ်စီးပွားရှာတဲ့ပုဂ္ဂိုလ်အလုံးခြုံငုံပြောလိုက်မယ်ဆိုရင်စီးပွားရေးလှုပ်တဲ့ပုဂ္ဂိုလ်လူဖြစ်လာလို့ရှိရင်စီးပွားလှုပ်ကြအဲ့ဒီစီးပွားလှုပ်တဲ့ပုဂ္ဂိုလ်မှာအင်္ဂါ၃ချက်ရှိတယ်တဲ့အဲ့ဒီအခြေအနေကောင်း၃ချက်အကြောင်းတရား၃ချက်ပြည့်စုံပြီဆိုလို့ရှိရင်တော့နစေရတေဝမဟတ္တံဝေပုံလတ္တံပါပုဏ္ဏတိသိပ်မကြခင်မဲနဲ့ကြီးမြင့်တိုးတက်လာနိုင်တယ်လို့ဒီလိုဆိုလို့ပွဲစားလုပ်ငန်းပဲလှုပ်နော်အယောင်းဝယ်ကိစ္စတခြားကိစ္စတွေပဲလှုပ်ဒီအကြောင်းတရားတွေနဲ့ပြည့်စုံအောင်ပြည့်စုံပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာ
စီးပွားဥစ္စာကိစ္စတွေမှာမြင့်မားတိုးတက်လာနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောလောကနဲ့အောင်မြင်ကြီးပွားဖို့အတွက်လည်းဒီအချက်၃ချက်ဓမ္မရေးရာနဲ့ပတ်သက်လို့ရှိရင်လည်းဒီအချက်၃ချက်ပဲဒီသုတ်တံကဟောထားပုံကလောကီကြီးပွားရေးပဲဖြစ်ဖြစ်လောကုတ္တရာကြီးပွားရေးပဲဖြစ်ဖြစ်ဒီအချက်၃ချက်ဟာလိုအပ်တယ်ဆိုတာအသင်္တရချင်းထူးခြားတော့လည်းပဲအမြင်အားဖြင့်တော့ဒီ၃ချက်ပဲမြတ်စွာဘုရားထောက်ပြထားပြီးဒီအကြောင်း၃ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်အောင်မြင်ကြီးပွားနိုင်တယ်ကဲလောကီကိစ္စအောင်မြင်ကြီးပွားတယ်ဆိုတာလောကီမှာအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါကကိုယ်တိုင်လက်တွေ့ခံစားရပြီးသားဖြစ်တော့သိပြီးသားဖြစ်လေမြတ်စွာဘုရားသခင်ကိုတော်မြတ်ကအကြောင်း၃မျိုးပေးထားတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်ဖို့အတွက်အချက်၃ချက်လိုအပ်တယ်တဲ့အဲ့ဒီအကြောင်း၃ချက်လိုအပ်တယ်အကြောင်း၃ချက်ဆိုတာနံပါတ်၁ကဘာလို့ဆိုရင်နေတယတမ္ပန္နအမိကောင်းရှိရစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အမိကောင်းဆိုဒီမှာငွေကြေးဌာနကြွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေကြေးထုတ်ဆောင်ပေးခြင်းဟာဒါအမိကောင်းလို့ခေါ်ရနော်ရင်းနှီးလုပ်ဖို့ငွေမလုံလောက်ဘူးဆိုရင်ငွေထုတ်ပေးအဲ့ဒါအမိကောင်းခဏခေတ်မှာဆိုလို့ရှိရင်ပုဂ္ဂိုလ်အမိကောင်းနေမဟုတ်ဘူးဘဏ်တွေကနေထုတ်ချေးပြီးတော့စီးပွားလုပ်ကြဘဏ်တွေရှိခြင်းဟာနေတယတမ္ပန္နအမိကောင်းပဲလောက်တတ်ကင်တတ်တဲ့ပုဂ္ဂိုလ်တွေဟာငွေကြေးဌာနရနိုင်နေတယတမ္ပန္နရှေးတုန်းကတော့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကအရင်းအနှီးတွေကိုထုတ်ပေးလေးရှိကြအဲ့ဒီအရင်းအနှီးတွေကိုအခြေခံပြီးတော့ရောင်းတတ်ဝယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာအမြတ်တွေရပြီးတော့ချမ်းသာကြွယ်ဝသွားကြတယ်ဒီလိုဆိုလို့အဲ့ဒါကိုနေတယတမ္ပန္နလို့ခေါ်တယ်အမိကောင်းရှိရမယ်ဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ပေါ့စက်ပိုင်နေနော်ပွဲစားတွေကိုမှဘလို့အမိကောင်းတွေရှိလဲစဉ်းစားကြည့်ငွေကြေးတနလုံးလိုအပ်တာတဲ့အခါမှာထုတ်ပေးတဲ့ပုဂ္ဂိုလ်ဒါတွေကိုအမိကောင်းတွေလို့ပြောဒီတဲ့ပို့ပြီးတော့ကြည်အောင်မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးနိုင်တဲ့လူကြီးလူကောင်းတွေဟာနေတယတမ္ပန္နပဲပေါ့ကိုယ့်အတွက်ငွေကြေးတနဒီထုတ်ချေးတဲ့အမအစတောင်သူလယ်သမားတွေလည်းဒီအစိုးရတွေကနေအမတော်ချေးဆိုပြီးတော့ထုတ်ပေးတာဒါနေတယတမ္ပန္နထုတ်ပေးတယ်အတိုးနည်းနည်းနဲ့ထုတ်ပေးတဲ့အခါမှာလောက်တတ်ကိုင်တတ်ရှိရင်ကြီးပွားတိုးတက်တယ်လောက်တတ်ကိုင်တတ်မရှိဘူးဆိုရင်ကျွေးတင်တာနဲ့ဒုက္ခရောက်မမှန်ကန်လောက်တတ်ဖို့လို့ဒီဒါကြောင့်မို့ထုတ်ချေးတဲ့ပုဂ္ဂိုလ်ငွေကြေးအရင်နှီးပေးတဲ့ပုဂ္ဂိုလ်ရှိလင့်ကစားနောက်ထပ်လိုအပ်တဲ့အချက်တစ်ခုကဘာလို့ဆိုဝိဓုရကြိုးစားအထောက်မှုလိုအပ်တယ်စီးပွားရေးနဲ့ပတ်သက်ပြီးကျွမ်းကျင်လိမ္မာပြီးနေမနာနာမအားဆိုတာလို့ကြိုးစားအထောက်ဖို့ကလိုအပ်သေးတယ်ငွေကြေးတော့ထုတ်ယူထားပါရဲ့ထုတ်ယူထားပြီးတော့တခြားနေရာတွေမှာသုံးဆွဲပစ်ပြီးအလုတ်ကိုမှန်မှန်ကန်ကန်မကြိုးစားဘူးအလုပ်ငန်းမကျွမ်းကျင်ဘူးဆိုလို့ရှိရင်လေအဲ့ဒီပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်နိုင်စွာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကထောင်းစိတ်အောင်ဟောတာနေတယတမ္ပန္နအမိကောင်းရှိရမယ်လို့ဆိုတဲ့ငွေကြေးထုတ်ပေးမဲ့ပုဂ္ဂိုလ်လည်းရှိတယ်မိမိကိုယ်တိုင်ကလည်းဝိဓုရကြီးမားတဲ့လုံလဝိရိယရှိတယ်ကြိုးစားတယ်ကြိုးစားရင်ရလားလို့ဆိုမရဘူးနောက်တစ်ခုလိုအပ်ချက်ကဘာတော့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်အယောင်းဝယ်လုပ်တဲ့အခါမှာအမျောအမြင်ဟာအမတန်မှအရေးကြီးတယ်ဒီအချိန်ဒီကုန်အရေးကြီးတယ်ဟိုချိန်ဟိုကုန်အရေးကြီးတယ်အရင်ကဘယ်လောက်ရှိတယ်အမြတ်ကဘယ်လောက်ရှိတယ်ဆိုတာတွေကိုတွက်တက်ချက်တက်တဲ့စီးပွားရေးမျက်စိစီးပွားရေးအမြင်ရှိရမယ်ဟောမြတ်စွာဘုရားကဒီသုံးခုကိုဟောထားတာဒီသုံးခုနဲ့ပြည့်စုံလို့ရှိရင်တဲ့စီးစိမ်ဥစ္စာတွေမှာမကြခင်မဲ့ဖွံ့ဖြိုးတိုးတက်သွားနိုင်ပါတယ်လို့ဟောတာဟုတ်မဟုတ်ကိုယ်တိုင်လုပ်ကြည့်ပေါ့နော်ကိုယ်တိုင်လုပ်ကြည့်မြတ်စွာဘုရားကအစဉ်တိုင်းဘယ်လိုဟောတော့ဆိုစက္ခုမှာစီးပွားရေးအမြင်ရှိရမယ်နံပါတ်1ဝိဓုရအမြင်ရှိတဲ့အတိုင်းကြိုးစားအထောက်မှုရှိရမယ်နေတယတမ္ပန္နလိုအပ်တဲ့ငွေအရင်ဒီဥစ္စာတွေထုတ်ပေးတဲ့ပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီ၃ချက်နဲ့သာညီရင်မကြခင်မဲ့တိုးတက်မယ်လို့ဒီလိုဟောတာ
ဒါလောကစီးပွားရေးနဲ့ပတ်သက်ပြီးမကြခင်ကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဟောတယ်အဲ့ဒီအတိုင်းပဲဓမ္မရေးနဲ့ပတ်သက်လာလို့ရှိရင်လေထို့တူပဲမြတ်စွာဘုရားကဘယ်တော့မှတစ်ဖက်သက်မဟောဘူးနော်ဘယ်တော့မှတစ်ဖက်သက်မဟောဘူးလောကရေးဓမ္မရေးနှစ်ခုနှိုင်းယှဉ်ပြီးတော့ဟောလို့ရှိတယ်ဒါကြောင့်မို့ဓမ္မရေးနဲ့ကြည့်မယ်ကုသိုလ်ရေးနဲ့ပတ်သက်လာလို့ရှိရင်လေဒီအချက်၃ချက်ပဲမြတ်စွာဘုရားဟောတယ်အဲ့ဒီမှာနေတယတမ္ပန္နကုသိုလ်ရေးနဲ့ပတ်သက်လာလို့ရှိရင်တဲ့ဒီအမိကောင်းရှိဖို့လိုအပ်တယ်အမိကောင်းဆရာကောင်းသမားကောင်းမတ္တမအရေးကြီးအမိကောင်းဆရာကောင်းသမားကောင်းဆိုတာဘယ်လိုမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုများများသိတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားအဆုံးအမတွေကိုတတ်သိနားလည်တဲ့ပုဂ္ဂိုလ်စာပေကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဘုရားအဆုံးအမတွေကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒါအမိကောင်းပဲတရားဓုတရားမြတ်ရခြင်းလို့ကြိုးစားအထုတ်တယ်ဆိုရင်အဲ့ဒီအမိကောင်းဆရာကောင်းသမားကောင်းဆိုတဲ့အမိရှိရဆရာကောင်းသမားကောင်းစီနီးခံလိုက်တဲ့အခါသူကနေရှင်းပြလိုက်မယ်သမထကျင့်စဉ်ဘယ်လိုကျင့်ရမလဲဝိပဿနာကျင့်စဉ်ဘယ်လိုကျင့်ဒါနကောင်းမှုလုပ်ရင်ဘယ်လိုစိတ်ထားရမလဲသီလဆောက်တည်ရင်ဘယ်လိုစိတ်ထားရမလဲဝိပဿနာဘာဝနာကမ္မထံပွားများအထုတ်ရင်ဘယ်လိုစိတ်ထားဘယ်လိုလုပ်ရတယ်ဆိုတဲ့ဤစနစ်တွေကိုစနစ်တကျပြပြီးတော့ဆုံးမဩဝါဒပေးနိုင်တယ်ဘောဓုတတွေပေးနိုင်တဲ့ပုဂ္ဂိုလ်ဟာနေတယတမ္ပန္နလို့ခေါ်တယ်အဲ့ဒီနေတယတမ္ပန္နအမိကောင်းရလာပြီဆိုလို့ရှိရင်တရားဓုတရားမြတ်ရခြင်းတဲ့ပုဂ္ဂိုလ်ကဘာလုပ်ဖို့လိုလဲဝိဓုရာသူများတဲ့ထူးခြားတဲ့လုံလဝိရိယရှိရမယ်ဘယ်လိုထူးခြားတဲ့လုံလဝိရိယရှိသလဲဆိုရင်ကိုယ်တဏ္ဍမှာမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တရားတွေဖယ်ရှားနိုင်အောင်ကြိုးစားအထောက်အလူတွေရဲ့စိတ်ထဲမှာအညစ်အကြေးဆိုတာရှိတယ်လောဘဆိုတာဖြစ်တတ်တယ်ဒေါသဆိုတာဖြစ်တတ်တယ်မောဟဆိုတာဖြစ်တယ်မာနတွေအိတ်တာတွေမစ္စရိယတွေဖြစ်တယ်မဖြစ်သေးတဲ့အကုသိုလ်တွေစိတ်ရဲ့အညစ်အကြေးတွေမဖြစ်အောင်ဆိုပြီးတော့စွတ်ပိတ်မှုအတွက်ကြိုးစားအထောက်မတော်တဆဖြစ်လာပြီဆိုလို့ရှိရင်လေလက်ခံမထားဘဲနဲ့ဖယ်ရှားဖို့ကြိုးစားအားထုတ်ရမယ်အဆိုးဘက်ကအခုလိုကြိုးစားအောင်နှစ်ချက်အကောင်းဘက်ကိုကြည့်တဲ့အခါမဖြစ်သေးတဲ့ကုသိုလ်တရားတွေကောင်းမြတ်တဲ့စိတ်နေသဘောထားတွေမဖြစ်သေးရင်လေ့ကျင့်ယူရဥပမာမဲ့မေတ္တာမထားတတ်သေးဘူးဆိုရင်မေတ္တာထားတတ်အောင်တော့ကိုချင်းသီလနဲ့မပြည့်စုံသေးဘူးဆိုရင်ကိုချင်းသီလပြည့်စုံအောင်ကြိုးစားဒီလိုဆိုလို့နေ့စဉ်နဲ့အမျှကိုချင်းသီလပြည့်စုံလာအောင်ကြိုးစားအထောက်ကိုချင်းသီလနဲ့ပြည့်စုံလာပြီဆိုရင်၅ပါးကနေ၈ပါး၈ပါးကနေ10ပါးဆိုတာတိုးတက်များပြားလာအောင်ကြိုးစားအထောက်အဲ့ဒါလို့မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးသားကုသိုလ်တိုးတက်များပြားလာအောင်လုပ်ရမယ်ကြိုးစားရမယ်ဆိုတဲ့ဝိဓုရကြီးမားတဲ့လုံလဝိရိယထူးခြားတဲ့လုံလဝိရိယရှိဖို့လိုတယ်ခုနတုန်းကစီးပွားလုပ်ချင်တဲ့ပုဂ္ဂိုလ်ဟာငွေကြေးတနဒီအရင်အနည်းကိုထုတ်ပေးတဲ့ပုဂ္ဂိုလ်လိုအပ်တယ်လို့တရားဓုတရားမြတ်ရခြင်းတဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုဘက်မှာတိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဆရာကောင်းသမားကောင်းဆိုတဲ့အမိနော်နီလန်းကောင်းတွေကိုပံပိုးပေးနိုင်တဲ့ဆရာကောင်းသမားကောင်းလိုအပ်တယ်ဆရာကောင်းသမားကောင်းရလို့ငွေကြေးတနထုတ်ချီးတဲ့ပုဂ္ဂိုလ်ကထုတ်ပေးတဲ့အခါမှာအရင်ဤထုတ်ပေးတဲ့အခါကိုယ်တိုင်ကကြိုးစားဖို့လိုအပ်တယ်လို့ဆရာကောင်းသမားကောင်းစီကနီးရလို့ရှိရင်လည်းကြိုးစားအထောက်မှုဆိုတာလိုအပ်တယ်ဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့ကြိုးစားအထောက်တဲ့အခါအရေးကြီးတာကဘာတော့ဆိုလို့ရှိရင်ပညာအမျှော်အမြင်ရှိဖို့အရေးကြီးတယ်ဒါကြောင့်မို့စက္ခုမှာပညာအမျှော်အမြင်ရှိတယ်အမြင်ရှိဖို့အတွက်တရားဓမ္မနဲ့ပတ်သက်ပြီးတော့အမြင့်ဆုံးအမျှော်အမြင်ဆိုတာဘာလဲသစ္စာလေးပါးကိုသိမြင်ခြင်းပဲဖြစ်တယ်ဟောသစ္စာလေးပါးကိုမသိလို့ရှိရင်တဏှာဝကလွတ်နိုင်တာမဟုတ်ဘူးသစ္စာလေးပါးကိုသိခြင်းဖြင့်သာလေတဏှာဝကလွတ်သစ္စာလေးပါးဆိုဒီမှာဘုန်းကြီးတို့ရထားတဲ့ခန္ဓာ၅ပါးဘုန်းကြီးတို့ဘဝဖြစ်ပေါ်နေတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအလုံးဟာဆင်းရဲဒုက္ခတသက်မျှတာဖြစ်တယ်လို့ဒီလိုသိတာဓ
ဒုက္ခသစ္စာကိုသိတယ်လို့ခေါ်အဲ့ဒီငါမဟုတ်ငါမဟုတ်တဲ့ရှုပ်နံဓမ္မသင်္ခါရတွေအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးလိုချင်တဲ့တဏှာဥဆောင်တဲ့ကိလေသာတွေကြောင့်ဖြစ်နေတာဒါကြောင့်မို့လိုချင်တဲ့တဏှာသည်ဒုက္ခကိုဖြစ်စေတတ်တဲ့သမုဒိယသစ္စာသာဖြစ်တယ်အကြောင်းတရားဖြစ်တယ်လို့အခုလို့သိတာသစ္စာကိုသိတာဟုတ်ပြီတဏှာထဲမှာရောက်နေတော့ဒုဒတွေရထားတဲ့ခန္ဓာ၅ပါးတဏှာကြောင့်ရထားတဲ့ခန္ဓာ၅ပါးတဏှာနဲ့ခန္ဓာဒီနှစ်ခုတဏှာထဲမှာတဏှာကဥဆောင်ပြီးတော့ခန္ဓာတွေအမျိုးမျိုးရရှိပြီးတော့တဏှာထဲမှာမဆုံးနိုင်တဲ့ခရီးကိုရှောက်လန်းပြီးတော့နေကြတဲ့အခါမှာနောက်သစ္စာတစ်မျိုးသိဖို့ကြအဲ့ဒီခန္ဓာ၅ပါးတွေမရှိတော့ဘူးဆိုလို့ရှိရင်ချုပ်ငြိမ့်သွားတဲ့နေရာဆိုတာရှိကိုရှိရခန္ဓာ၅ပါးချုပ်ငြိမ့်သွားရင်ဒုက္ခငြိမ့်တာပဲဒုက္ခငြိမ့်ရာနေရာဟာရှိကိုရှိရအဲ့ဒီဒုက္ခငြိမ့်ရာကိုသိတာနိရောဓသစ္စာကိုသိတာပဲဖြစ်ဒါဖြင့်အဲ့ဒီနိရောဓသစ္စာသိဖို့နိရောဓသစ္စာကိုဆက်ရောက်ဖို့ဆိုတာဒီတိုင်းအနေနဲ့ဆက်ရောက်မှာမဟုတ်ဘူးနိရောဓကိုဆက်ရောက်ဖို့အတွက်မှန်ကန်တဲ့ကျင့်စဉ်တစ်ခုကိုကျင့်ရအောင်အဲ့ဒီမှန်ကန်တဲ့ကျင့်စဉ်ဆိုတာမဂ္ဂင်၈ပါးကျင့်တရားပဲဖြစ်တယ်မဂ္ဂသစ္စာကိုသိတယ်တဏှာဝကလွတ်ဖို့အတွက်ဒီအချက်၄ချက်ကိုသိဖို့လိုအပ်တယ်ချက်၄ချက်ကိုသိဖို့အဲ့ဒါကိုစက္ခုမှာစီးပွားရေးမျက်စိအမြင်ရှိသလိုတရားဓမ္မနဲ့ပတ်သက်လဲအမြင်ရှိတယ်လို့ဒီလိုပြောတာနော်စီးပွားရေးမျက်စိအမြင်ရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုမြင်တော့ဒီကုံရောင်းလို့ရှိရင်ဘယ်လောက်မြတ်နိုင်တယ်ဒီကုံကဘယ်လောက်ရှုံးတယ်အမြတ်အရှုံးအမြတ်ကိုတွက်ချက်တတ်တယ်မျှော်မြင်တတ်တယ်အဲ့ဒါလို့မျှော်မြင်တတ်တယ်လို့ပဲဘဝခရီးနဲ့ပတ်သက်လာတဲ့အခါကျတော့ကြည်ဒါတွေကဒုက္ခတွေပဲဒုက္ခကိုဒုက္ခလို့မြင်လာမှဒုက္ခကလွတ်ချင်လာအဲ့ဒီဒုက္ခကိုဘယ်သူထုတ်လုပ်တာတော့ဆိုရင်တဏှာဆိုတဲ့သမုဒိယထုတ်လုပ်တာဒါဖြင့်ဒီဒုက္ခတွေမရှိရင်ငြိမ့်မှာပဲချမ်းသာတယ်ဆိုတာဒုက္ခនិရောဓအဲ့ဒီငြိမ့်မှုအတွက်ရောက်ရှိနိုင်တဲ့ကျင့်စဉ်ဆိုတာဘာလဲမဂ္ဂင်၈ပါးအကျင့်တရားမဂ္ဂင်၈ပါးအကျင့်တရားဆိုဒီမှာတမ္မာဒိဋ္ဌိအမှန်မြင်မှုပဲအမှန်မြင်မှုဆိုတာဘာကိုမြင်တာတုံးလို့မေးရင်သစ္စာ၄ပါးကိုမြင်တာပဲအဲ့ဒီအမှန်မြင်မှုအတွက်အမှန်တွေးတတ်ဖို့လိုတယ်အေးအမှန်မြင်အမှန်တွေးဖို့အတွက်ကကိုကျင့်သီလအခြေခံရမှာဖြစ်တယ်ကိုကျင့်သီလဆိုတာမှန်တာကိုပြောတယ်မှန်တာကိုလုပ်တယ်အသက်မွေးမှုမှန်ကန်တယ်ဆိုတဲ့ကိုကျင့်သီလကိုအခြေခံလိုက်တယ်အဲ့ဒီအခြေခံပြီးတော့စိတ်တည်ငြိမ်မှုကိုကြိုးစားအထောက်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ကြိုးစားတယ်ကောင်းတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားတယ်ဆိုတဲ့တမ္မာဝါယာမကြိုးစားတဲ့အခါမှာအာယုန်နဲ့စိတ်စုံစည်းပေးထားတဲ့တတိဆိုတာအရေးပါတယ်အဲ့ဒီတတိရှိနေမှပညာဆိုတာဖြစ်တယ်ဒါကြောင့်မို့သမ္မာတတိရှိပြီးတော့စိတ်ကလေးတည်ငြိမ်မှုရမှသာလေအမှန်သိနိုင်ဒါကြောင့်စိတ်လေးတည်ငြိမ်အောင်လုပ်တဲ့သမ္မာသမာဓိလို့ဟောသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့သီလကိုအခြေခံပြီးတော့သမာဓိကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာအမှန်တွေးလာတဲ့အခါအမှန်မြင်သွားတယ်အမှန်မြင်မှုကိုအကြောင်းပြုပြီးတော့စက္ခုမှာပညာမျှော်မြင်ရှိတယ်ပညာမျှော်မြင်ရှိလိုက်တာနဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အနေအထားမျိုးကိုရောက်ရှိသွားတယ်ဒီလိုဆိုတာပေါ့နော်မက္ခလို့ဆိုတာကိုကဒီနိဗ္ဗာန်ချမ်းသာကိုပို့ဆောင်ပေးတဲ့တရားဖြစ်လို့ဒီမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မက္ခမိမိတို့တဏ္ဍာမှာရင့်ကျက်လာအောင်ကြိုးစားအထောက်ကြမက္ခနဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအလွန်ပဲရှင်းလင်းပြတ်သားမှုရှိနိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဘာလုပ်ကြမလဲဆိုရင်နော်ရှင်းရှင်းလေးနိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဘာလုပ်ရမှာလဲနိဗ္ဗာန်တ္ထိကေဟိမက္ခိယတိခဝေတိယတိတိမေခောနိဗ္ဗာန်ကိုရချင်တဲ့ပုဂ္ဂိုလ်တွေရှာရမှာဘာလဲလို့ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုရှာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတာတွေဖြစ်အောင်အကျဉ်းအပြည့်ပြောရင်သီလသမာဓိပညာဒီအရည်ချင်း၃မျိုးကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားအထောက်လို့ဆို
အဲ့ဒါနိဗ္ဗာန်တ္ထိကိနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေဟာမက္ခိယတိခဝေတိယတိရှားပွေထိုက်သောကြောင့်မက္ခောမက္ခဒီရှိခုနဲ့ဖွဲ့စည်းထားတဲ့အစုအစည်းကိုမက္ခလို့ခေါ်တယ်နိဗ္ဗာန်လိုချင်ရင်ဒါကိုပဲကိုယ်တဏ္ဍာမှာရအောင်လုပ်ဒါဖြင့်ဟုတ်ပြီသူတို့ကိုကိုယ်တဏ္ဍာမှာရအောင်လုပ်လိုက်တယ်နိဗ္ဗာန်ကိုဘယ်သူကရှာပေးမှလဲလို့ဆိုရင်သူတို့ကပဲရှာပေးမယ်ဒါကြောင့်မို့နောက်ထပ်အဓိပ္ပာယ်တစ်ခုဖွင့်တဲ့အခါနိဗ္ဗာန်မက္ခတိခဝေတတိတိမေကောနိဗ္ဗာန်ကိုရှာပေးတာဘယ်သူကရှာပေးတော့ဒီမဂ္ဂင်၈ပါးကပဲနိဗ္ဗာန်ကိုရှာပေးမှာနိဗ္ဗာန်ဘယ်မှာလဲဆိုတာကိုသိမှာမဟုတ်ဘူးသို့တော်မဂ္ဂင်၈ပါးရှင်းသုံးခြင်းဖြင့်နိဗ္ဗာန်ဆိုတာတွေ့လိမ့်မယ်မျက်မှောက်ပြုလို့ရလိမ့်ဒီလိုဆိုလိုတာဒါဖြင့်ဘယ်ပုံရှာပေးတာတုံးလို့မေးလို့ရှိရင်ကိလေသေမာရင်တော့နိဗ္ဗာန်ကိစ္စတိတိမေကောမိမိရဲ့တဏ္ဍာမှာစိတ်ထဲနှလုံးထဲမှာရှိနေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပစ်ပြီးတော့နိဗ္ဗာန်ကိုရောက်အောင်ပို့ဆောင်ပေးခြင်းအားဖြင့်နော်တစ်ဖက်ကရှင်းတယ်တစ်ဖက်ကပို့ဆောင်ပေးတယ်အဓိပ္ပာယ်ကစိတ်ထဲနှလုံးထဲမှာအညစ်အကြေးတွေရှိနေရင်နိဗ္ဗာန်ကိုမမြင်နိုင်ဘူးကောင်းကင်ကလာကြီးတာနေပြီမဲ့လို့တိမ်နေဖုံးနေလို့ရှိရင်အလင်းရောင်ထွက်မှာမဟုတ်ဘူးဒါကြောင့်မို့တိမ်တွေကိုရှင်းပစ်လိုက်တိမ်နေရှင်းလိုက်တဲ့အခါလရောင်ကြီးဟာရှင်းရှင်းကြီးမြင်ရတယ်နိဗ္ဗာန်ကိုမြင်ဖို့အတွက်ဒီအသိဉာဏ်ကိုဖုံးနေတဲ့တိမ်တလာတွေကိုဖယ်ရှားပစ်ဖို့လိုအပ်တယ်အဲ့ဒါတွေကိုဖယ်ရှားပြီးမိမိကိုယ်တိုင်ကဖယ်ရှားစရာမလိုပဲမိမိကျင့်သုံးတဲ့မဂ္ဂင်၈ပါးအကျင့်တရားကနေပြီးတော့ကိလေသေမာရင်တော့ကိလေသာဆိုတဲ့တိမ်တလာတွေအမိုက်တိုက်တွေအကာအကွယ်တွေကိုဖယ်ရှားပစ်ပြီးတော့နိဗ္ဗာန်ဂစ္ဆတိနိဗ္ဗာန်ကိုရောက်သွားတယ်ရောက်အောင်ပို့ဆောင်ပေးလိုက်တယ်လို့ဒါကြောင့်မို့လို့မက္ခလို့ခေါ်တာနိဗ္ဗာန်လိုချင်လို့ရှိရင်လေဟောဒီမက္ခနိဗ္ဗာန်ကိုရှာပေးမှာကလည်းဟောဒီမက္ခနိဗ္ဗာန်ကိုရောက်အောင်ပို့ပေးတာလေဒီမက္ခပဲမင်္ဂန်နဲ့အမြင်ဒါကိုရည်စူးပြီးတော့စက္ခုမှာမျက်စိအမြင်ရှိပြီဆိုလို့ရှိရင်တဲ့ကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့လျင်မြန်စွာတိုးတက်ပြီးထူးခြားတဲ့အသိဉာဏ်တွေကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားကလောကီနဲ့ဆက်ဆက်ပြီးလောကုတ္တရာကိုလည်းဟောတယ်ဒါကြောင့်မို့အောင်မြင်ကြီးပွားဆိုတဲ့နေရာမှာစီးပွားရေးနဲ့အောင်မြင်ကြီးပွားတာကတစ်ခုဓမ္မရေးနဲ့အောင်မြင်ကြီးပွားတာတစ်ခုနှစ်ခုစလုံးဟာပြောရမယ်ဆိုရင်နေတယတမ္ပန္နအမိကောင်းရှိရမယ်ဝိတုရကြိုးစားအထောက်မှုရှိရမယ်စက္ခုမှာအမြင်ရှိရမယ်ဆိုတဲ့ဒီအခြေအနေ၃ရဒီအကြောင်းတရား၃ပါးဟာအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရား၃ပါးဖြစ်လို့လောကီရေးစီးပွားရေးမှာပဲဖြစ်ဖြစ်လောကုတ္တရာဓမ္မရေးမှာပဲဖြစ်ဖြစ်ဒီအချက်၃ချက်အသွင်သဏ္ဍာန်အားဖြင့်တူတူပဲအနှစ်သာရသာကွဲပြားခြားနားသွားတယ်လို့မြတ်စွာဘုရားကဒီသုတ်တံမှာဒီလိုဟောခဲ့တာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိထားတဲ့အခါမှာလောကီစီးပွားရေးအောင်မြင်မှုအတွက်လည်းဒုတွေဒီအချက်၃ချက်နဲ့ရှင်းကြံကြိုးကုပ်အားထုတ်ရမှာဖြစ်တယ်လောကုတ္တရာဓမ္မရေးရအောင်မြင်ကြီးပွားဖို့ရလည်းပဲဒုတွေအမြင်ရှိရမှာဖြစ်တယ်ကြိုးစားအားထုတ်မှုရှိရမှာဖြစ်တယ်အမိကောင်းရှိရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့အကြောင်းတရားတွေကိုစီးပူးအားထုတ်ခြင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်အောင်ကိုယ်စီကိုယ်ငှကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာ
လူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥဒ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောသရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း